လောကမှာအသားနာနဲ့စိတ်နာတာနှမျိုးရှိရဲ့ဗျလူတယောက်ရဲ့အသားနာတယ်ဆိုတာကဘယ်နေရာပဲဖြစ်ဖြစ်ပေါ့ဗျာတင်ပြန်ကုသမယ်ဆိုလို့ရှိရင်အချိန်တိုင်းရတစ်ခုရောက်တော့ပကတိတိုင်းတော့ဖြစ်ချင်မှဖြစ်မယ်ပကတိတိုင်းဖြစ်ချင်တာလေဖြစ်သွားနိုင်တယ်ပြန်ကုလို့ရတယ်ပေါ့လူတယောက်ရဲ့ဒီရင်မထဲကစိတ်ကိုနာအောင်တော့သင်မလုပ်ဘူးစီတဲ့အောင်တီးခံထားရဲဆိုတဲ့အရာတဲ့ပေါ်မှာထားထားတဲ့ယုံကြည်မှုတွေနဲ့တဲ့ပေါ်မှာထားထားတဲ့မြစ်တာတရားတွေနဲ့တန်ရောစင်အောင်တင်ဟာလွဲသုံးစားလောက်တာရလာပြီဆိုလို့ရှိတော့တင်လူတယောက်ရဲ့စိတ်ကိုနာအောင်လုံးမိတာတူတူပဲအဲ့ဟာဘလို့မှကုစားမရအောင်တင်တာအုံနောက်ရှိမယ်ဆိုရင်စိတ်နာအောင်သိမလို့ပါတယ်စိတ်နာဝါတင်တော့အလှည့်ဆိုပြန်ရောက်လာမှာတော့ Okay